ကဘာပေါ်မှာအလှဆုံးငှက်ဆိုတာဘယ်ငှက်ဖြစ်မလဲဒီမေးခွန်းရဲ့အဖြေကလူတဦးချင်းစီရဲ့အမြင်ပေါ်မူတည်ပေမဲ့ငှက်တစ်မျိုးကတော့အများစုရဲ့စိတ်ကိုဖန်ဆားနိုင်ခဲ့ပါတယ်။အဲ့ဒီငှက်ကတော့ Resplendent Quetzal ပါပဲအလွန်တောက်ပတဲ့အစိမ်းရောင်အနီရောင်နဲ့အဖြူရောင်အမွှေးတောင်တွေကသူ့ကိုထူးခြားလှပစေပါတယ်။အထူးသဖြင့်အဖိုးငှက်တွေရဲ့ရှည်လျားတဲ့အမီးမွှေးတွေကပိုပြီးဆွဲဆောင်မှုရှိပါတယ်။သူတို့ဟာအလယ်ပိုင်းအမေရိကတိုက်ရဲ့တောင်တန်းသစ်တောတွေမှာနေထိုင်ကြပါတယ်။သူတို့ရဲ့အမွှေးတောင်တွေဟာနေရောင်ခြည်အောက်မှာအယောင်ပြောင်းလဲနိုင်တဲ့အတွက်ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ Resplendent Quetzal ဟာသဘာဝရဲ့အံ့ဩဖွယ်ရာဖန်တီးမှုတစ်ခုဖြစ်ပြီးသူ့ရဲ့ရင်သက်ရှုမောဖွယ်အလှတရားကကမ္ဘာအလှဆုံးငှက်ဆိုတဲ့ဂုဏ်ပုဒ်ကိုထိုက်တန်စေပါတယ်။ကျွန်တော်တို့ကဘာကြီးမှာအမခန်းလှပတဲ့သတ္တဝါတွေအများကြီးရှိပါတယ်။အထူးသဖြင့်ရေအောက်ကဘာမှာဆိုရင်ရောင်စုံငါးလေးတွေဟာတကယ့်ကိုရတနာတွေလိုပါပဲ။ဒီနေ့တော့ကဘာအလှဆုံးငါးတွေတဲကတကောင်အကြောင်းပြောပြချင်ပါတယ်။မန်ဒရင်းငါးလေးတွေဟာသူတို့ရဲ့ထူးခြားတဲ့အယောင်သွေးတွေကြောင့်နာမည်ကြီးပါတယ်။အပြာလိမ္မော်အစိမ်းနဲ့အဝါရောင်တွေရောစပ်နေတဲ့သူတို့ရဲ့ကိုယ်ခန္ဓာပေါ်ကပုံစံတွေဟာပကြီကားတစ်ချက်လိုပါပဲ။သူတို့ရဲ့အလှကရေအောက်ကဘာကိုပိုပြီးတောက်ပစေပါတယ်။ဒီလိုငါးလေးတွေဟာတဘာဝရဲ့အမခန်းလက်ရာကိုပြသနေတာပါ။သူတို့ရဲ့တောက်ပတဲ့အယောင်သွေးတွေကကျွန်တော်တို့ကိုအမြဲတမ်းဆွဲဆောင်နေမှာပါ။ရေအောက်ကဘာရဲ့အလှကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ပါပဲ။ကဘာပေါ်မှာလိမ်မျိုးစိတ်ပေါင်းများစွာရှိပြီးအချို့ကတော့သူတို့ရဲ့ထူးခြားတဲ့အလှကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်ပါတယ်။ဒီနေ့မှာတော့ကဘာအလှဆုံးလို့သတ်မှတ်ခံထားရတဲ့လိပ်အချို့အကြောင်းပြောပြပေးသွားမှာပါ။အယောင်စုံလိပ်တွေဟာသူတို့ရဲ့အနီရောင်အဝါရောင်နဲ့အစိမ်းရောင်စားတဲ့တောက်ပတဲ့အခွန်တွေကြောင့်ထင်ရှားပါတယ်။မြောက်အမေရိကမှာတွေ့ရပြီးရေချိုလိပ်တွေထဲမှာအလှဆုံးလို့သတ်မှတ်ခံရလေးရှိပါတယ်။သူတို့ရဲ့အခွန်ပေါ်ကပကြီကားလိုအစဉ်ပြင်တွေကတကယ်ကိုဆွဲဆောင်မှုရှိပါတယ်။အိန္ဒိယကျယ်လိပ်တွေကတော့သူတို့ရဲ့အခွန်ပေါ်ကကျယ်ပုံစံအဝါရောင်နဲ့အနက်ရောင်အစဉ်ပြင်တွေကြောင့်နာမည်ကြီးပါတယ်။ဂျီယိုမီဒီပုံစံကြကြစီတန်းနေတဲ့ဒီအစဉ်ပြင်တွေကသူတို့ကိုထူးခြားလှပစေပါတယ်။ခြောက်သွေ့တဲ့ဒေသတွေမှာနေထိုင်ကြပြီးအလွန်တန်ဖိုးထားခံရတဲ့မျိုးစိတ်တစ်ခုပါ။ဒီလိပ်မျိုးစိတ်တွေဟာသူတို့ရဲ့သဘာဝအလှတရားတွေနဲ့ကဘာကြီးကိုပုံမလှပစေပါတယ်။သူတို့ရဲ့ရှင်သန်မှုကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။